မင်္ဂလာပါရှင်ဒါကတော့အန်တီမတ်တန်းတန်းထေးအတွက်ကိုဝိုင်းပြီးတော့အလှခံပေးတာပါရှင်လှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလျင်ကြောင့်ဒီခံစားရတဲ့တဲမှာဒီအမလည်းပါပါတယ်ဒီအမဆိုလို့ရှိရင်လမ်းဘေးလေလွင့်ခွေးလေးတွေကိုလည်းနေ့စဉ်မပြတ်နှစ်ပေါင်းများစွာအစာကျွေးပေးနေတာလည်းဖြစ်ပါတယ်ရှင်အခုဆိုရင်ဒီအမရဲ့တိုက်ခန်းလေးပတ်ပတ်လည်မှာအကြောင်းတွေကလည်းလိုက်နေပါတယ်တော်တော်လေးကိုအကြောင်းများပါတယ်ရှင်ဒီလိုအခက်အခဲတွေကြုံနေရပေမဲ့လည်းအန်ဒီမတန်ထေးကဒီလေလွင်လေးတွေကိုဆက်လက်ပြီးတော့အစာကျွေးမွေးပေးနေစေဖြစ်ပါတယ်ရှင်ဒီပုံလေးတွေကအန်ဒီမတန်ထေးကနေပြီးတော့ကျမစီကိုပို့လာပေးတဲ့ပုံလေးတွေဖြစ်ပါတယ်အခုလက်ရှိမှာသူအစာဆက်ကျွေးဖို့လည်းအခက်အခဲဖြစ်နေတဲ့အတွက်ကျေးဇူးပြု၍ကူညီလှူဒန်းပေးကြပါအောင်ရှင်အန်ဒီဒေါ်တန်းတန်းထေးကိုလှူဒန်းလိုတယ်ဆိုလို့ရှိရင်တော့26ဘီလန်29လမ်းကြားအောက်ကန္နာလန်မြို့တော်ဥယျာဉ်တိုက်ခန်း17-12မှာရှိသလို0951766719 KB wave ပေးနဲ့လည်းလွှဲပြီးတော့လှူဒန်းပေးနိုင်ကြပါတယ်ရှင်နှုတ်လေးမှာခွေးစာအလူလေးလို့ရေးပေးရင်ရပါတယ်ရှင်ဒါကတော့သူမရဲ့ပျက်စီးသွားတဲ့အခန်းလေးကိုသူမဗီဒီယိုဖိုင်လေးပို့ပေးထားတာကိုကျွန်မမှတ်တမ်းလေးထည့်ပေးထားပါတယ်ရှင်အခုမန္တလေးမှာဖုန်းဆက်လို့လည်းမရသေးပါဘူးရှင်ဖုန်းလိုင်းတွေလည်းမမိပါဘူးရှင်သူ့ကိုလှူဒန်းလို့ရဆိုလို့ရှင်เนาะဒီ KB wave ပေးတဲ့ကိုလွှဲပြီးတော့လှူဒန်းပေးလို့ရပါတယ်ဝင်လွှဲလှူဒန်းပြီးပါကကျေးဇူးပြု၍ကျမရဲ့ Messenger တွင်ဖြစ်အန်ဒီမတန်ထေးရဲ့ Messenger တွင်ဖြစ်စေ screenshot လေးတွေပို့ထားပေးနိုင်ကြပါတယ်ရှင်ကျေးဇူးအထူးတင်ပါတယ်ရှင်စပိန်နဲ့ကွဲနေလို့စပိန်နဲ့ကွဲနေလို့တောက်လျှောက်နိုင်ရဲ့အစိုးကုန်ကြွပေါ်ထိဒီချိုးလာတယ်ဒါဒီဘက်တစ်ဖက်ပေါ့ခုနကဟိုဘက်တစ်ဖက်ဒါတွေဆိုရင်မိဖို့ကြောင့်မိဖို့ကြောင့်အပေါ်အကုန်အက်ဆွဲကုန်မိဖို့ကြောင့်ဒီကခုံကျုံဒီကခုံကျုံ